အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ Crystal Palace နဲ့ Manchester City တို့ပွဲကိုရွေးချယ်ပြီးပေါ်မှာဖြစ်ပါတယ်။ Man City ကလက်ရှိအဆင့်2ကအသင်းဖြစ်ပြီးတော့ Arsenal နဲ့တပွဲရော9မှတ်အကွာပြတ်နေတဲ့အနေအထားလေးဖြစ်ပါတယ်။ Arsenal ကိုဆက်လက်ပြီးအားပေးနိုင်ဖို့ Man City ကဒီညမှာအနိုင်ရဖို့လိုအပ်နေပါတယ်။ဈေးတန်းအရ Man City ကဒီညမှာ1.80 9ပေါင်းဈေးအနေနဲ့3+35ဆိုပြီးတော့ပွင့်လင်းထားပါတယ်။1.80ဈေးကကျွန်တော်စိတ်ထဲမှာပြော့တယ်လို့ခံစားရပေမဲ့ Crystal Palace ကနောက်ဆုံး Manchester United နဲ့တွဲဆုံစဉ်တုန်းက level 100နီးပါးအထိအပေါ်ဈေးဖွင့်လှစ်ပေးခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီညမှာ Man City အများဆုံးဖွင့်လှစ်နိုင်တဲ့ဈေးက1.50တာဖြစ်ပြီးတော့9ပေါင်းဈေးကလည်းတင်းမျှတမှုရှိတယ်လို့ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဆိုတော့ Crystal Palace ရဲ့ခံစစ်ကြီးလက်မှုတင်းဖောင်ကောင်းမှုကြောင့်ဖြစ်ပါတယ်။ Crystal Palace ကနောက်ဆုံးကစားခဲ့တဲ့ Fulham နဲ့ပွဲမှာနောက်ကျဂိုးနဲ့အနိုင်ရရှိပြီးတော့မှတ်ပေးစရာထိတ်ဆုံး၄သင်းသားရောက်ရှိနေပြီးတော့เนาะဒီဥရောပဝင်ခွင့်နေရာကိုမျှော်မှန်းနိုင်တဲ့အခြေအနေထိရောက်ရှိနေတဲ့အသင်းလည်းဖြစ်ပါတယ်။ဒန်ကစားသမားတွေအနေနဲ့ Man City မှာတော့ဒီထုံးစံတိုင်း Rodri နဲ့ Kovacic တို့မပါဝင်နိုင်ပါဘူး။ Crystal Palace ဘက်မှာတော့ Doucouré, Rice, Emery Sar နဲ့ Munoz တို့မပါဝင်ပါဘူး။ဒါပေမဲ့လည်း Man City တိုက်စစ်ပိုင်းမှာ Foden, Haaland, Cherki နဲ့ Doku တို့လိုအဓိကကစားသမားတွေအစုံလင်ပါဝင်လာမှာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးကနောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ9ပေါင်းအပေါ်တွေအရန်ကိုများထားပြီးတော့နိုင်ပွဲတွေကိုစီရယူထားကြတဲ့အသင်းတွေလည်းဖြစ်ပါတယ်။ Crystal Palace ကဒီရာသီမှာအသင်းကြီးတွေနဲ့တွေ့ဆုံတဲ့ပွဲတွေမှာအရန်ကိုရလက်တွေကောင်းမွန်နေပြီးတော့ဒီညမှာလည်း Man City ကိုဆက်လက်ဒုက္ခပေးသွားနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်မို့ဒီညပွဲရလက်က1-1 2-2ဆိုတဲ့ရလက်အနေအထားမျိုးတွေနဲ့ပွဲကအဆုံးသတ်သွားလိမ့်မယ်လို့ကျွန်တော်ထင်မြင်ယူဆမိပါတယ်